ကျမတို့ရဲ့ပတ်ဝန်းကျင်မှာလူတွေစိတ်ချမ်းသာအောင်ထားမှကျင့်တတ်တဲ့ people pleaser တွေအများကြီးရှိကြတယ်။ကျမတို့ကိုယ်တိုင်လည်း people pleaser တွေဖြစ်နေတတ်ပါတယ်။သူများစိတ်ချမ်းသာအောင်ထားတတ်တဲ့ people pleaser တွေရဲ့ဘဝကိုစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အိမ်မှာနေရင်လည်းမိသားစုဝင်တွေပေါ်မှာသူတို့ဦးစားပေးမယ်။ပတ်ဝန်းကျင်ကိုရောက်တဲ့အခါမှာလည်းသူတို့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုစိတ်ချမ်းသာအောင်ဦးစားပေးနေရမယ်။အဲ့လိုမျိုးလူတကာကိုစိတ်ချမ်းသာအောင်ဦးစားပေးတဲ့အခါမှာကိုယ်တိုင်လိုချင်တာလေးတွေပျောက်ဆုံးနေတတ်တယ်။ကိုလိုချင်နေတဲ့ဟာတွေကိုနောက်ကို priority ပေါ့နော်နောက်ကိုရွှေ့လိုက်ရတာရှိမယ်အဲ့ခါမှာသူတို့ရဲ့စိတ်ချမ်းသာမှုတွေကပျောက်ဆုံးလာမယ်ကိုအားထုတ်ရတာထက်ပို့ပြီးတော့ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ပြီးအားထုတ်ရတဲ့အတွက်နှစ်ဆပို့ပြီးသူများထက်ပို့ပြီးတော့အားကုန်မယ်အဲ့ခါမှာသူတို့ကကိုတန်မိုးလည်းမထားတတ်တော့ဘူးငါဘာလို့မဖြစ်ပါဘူးဆိုတဲ့စိတ်တွေဝင်သွားတယ်ကိုယ့်ရဲ့ဆန္ဒတွေကိုရှေ့တန်းမတင်တဲ့အတွက်ကြောင့်မလို့ကိုဖြစ်ချင်တာတွေဖြစ်ခွင့်မရတဲ့အခါမှာအလိုလိုစိတ်ထဲမှာစိုးရိမ်စိတ်တွေဝင်လာမယ်အားငယ်စိတ်တွေဝင်လာမယ်အဲ့စိတ်တွေကိုတွန်းလှန်ဖို့အတွက်ပြင်းထန်တဲ့အပြုအမူတွေလှုပ်ဆောင်မှုတွေနောက်ကနေပါလာတတ်တယ်ပေါ့နော်အခုဗီဒီယိုလေးထဲမှာ people pleaser တွေအဖြစ်ကိုရောက်ရှိသွားတာဘလို့ပြိုးထောင်မှုတွေကိုကြုံရလို့လဲဆိုတာလေးကိုပြောပြပေးမှဖြစ်တဲ့အတွက်မိဘတွေအနေနဲ့ကိုသားသမီးပေါ်မှာထိန်းကျောင်းတဲ့အခါသတိထားဖို့အတွက်တန်မိုးရှိမဲ့ဗီဒီယိုဖြစ်ပါတယ်ကျမကတော့ဒေါက်တာအေဘရတီးပါကျန်းမာရေးနဲ့စိတ်ပညာဆိုင်ရာပုဒ်တူတာတွေကိုမျှဝေပေးနေသူဖြစ်ပါတယ်ရှင်ကျမရဲ့ဗီဒီယိုတွေထဲမှာကျန်းမာရေးနဲ့ပတ်သက်တာစိတ်ပညာနဲ့ပတ်သက်တာတွေကိုလူတွေအကျိုးရှိစေမယ့် topic တွေကိုရွေးပြီးပြောတာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာ topic တွေကို review ဆိုင်ပြီးတော့နားထောင်ပေးဖို့အတွက် request လုပ်ချင်ပါတယ်တော်တော်များများပေါ့နော်ကျမကို message တွေကနေပို့တယ်ဘလို့လေးပြင်လိုက်ရင်ပို့လာမယ်ဘလို့ effect လေးသုံးပါသူတို့ရဲ့စေတနာနဲ့ပြောလာတာလေးတွေကိုကျမအားနာမိတယ်ဘာလို့လဲဆိုတော့ကျမက beauty blogger တယောက်မဟုတ်တဲ့အတွက် beauty blogger သမားတွေလိုမျိုးเนาะဟိုအရန်လှပတဲ့အသွင်ပြင်မျိုးနဲ့ကျမမဖော်ပြနိုင်တာကိုလည်းအားနာပါတယ်ကျမရဲ့ကျမ်းမာရေးနဲ့ဆိုင်တဲ့ဘုဒ္ဓတာ topic တွေเนาะနေ့စဉ်တူပါနေထိုင်မှုအတွက်အကျိုးရှိစေတဲ့စိတ်ပညာနဲ့ဆိုင်ရာ topic လေးတွေကိုတော့နားထောင်ပေးမယ်ဆိုရင် @april86 ဆိုပြီးတော့ YouTube မှာရိုက်ရှာပြီးတော့ရပါတယ်ဒီဗီဒီယိုလေးကို YouTube မှာရှာချင်တယ်ဆိုရင်တော့ raise to please why saying no feels so hurt အဲ့လိုရိုက်ရှာလို့ရတယ်မမလို့ရှာမယ်ဆိုရင်လေလူကြိုက်ညာအောင်ပြိုးထောင်ခံရတဲ့သူတွေကဘာကြောင့် no လို့မပြောနိုင်ရတာလဲဘာကြောင့်ညှင်းဆိုခြင်းမပြုနိုင်ရလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ရှာလို့ရပါတယ်ရှင်